မိထွေးဖြစ်သူဟာချွေးမဖြစ်သူကငကြောက်တက်မှန်းတည့်ရက်နဲ့တမင်တက်တက်ငါးဟင်းတွေကြီးပဲအပြည့်ပြင်ဆင်ထားခဲ့ပါတယ်။အမျိုးသမီးဟာတစ်ချိန်ကစိတ်ကျမ်းမာရေးဆေးရုံမှာငါးစိမ့်တွေကိုအတင်းအဓမ္မကြွေးတာခံခဲ့ရဘူးတာကြောင့်ငါးကိုမြင်တာနဲ့တင်ပြုတ်အံ့ခြင်းတလို့ခံစားလိုက်ရပါတယ်။သူခင်မွန်းကိုအနေရခတ်မှာဆိုးတာကြောင့်သူကိုယ်တိုင်ပဲထိန်းချုပ်ပြီးငါးကိုစားဖို့စူးစမ်းခဲ့ပေမဲ့နောက်ဆုံးမှာတော့သူ့ရဲ့ကြောက်စိတ်ကိုမကျော်လွှားနိုင်ခဲ့ပါဘူး။ခင်မွန်းရဲ့ဖခင်ကတော့ဒီအမျိုးသမီးဟာအစင်လာမရှိဘူး၊ယဉ်ကျေးမှုမရှိဘူး။တတ်မှတ်ပြီးသူ့သားနဲ့လက်ထပ်ပေးဖို့ညှင်းဆိုခဲ့ပါတယ်။မိထွေးဖြစ်သူကလည်းဒီအမျိုးသမီးမှာစိတ်ဝေဒနာရှိနေတယ်လို့ပြောဆိုခဲ့ပါတယ်။မျိုးသမီးဟာကြောက်ငက်ကြားနဲ့နားနှစ်ဖက်ကိုပိတ်ထားမိပါတယ်။ဆွေမျိုးတွေကလည်းဒါကိုမြင်တဲ့အခါဒီလိုမိန်းမမျိုးနဲ့လက်ထပ်တာဟာရှက်စရာပဲလို့ကဲရဲကြပါတယ်။ဒါပေမဲ့ခင်မွန်းဖြစ်သူကကျွန်တော်ဇနီးမှာစိတ်ဝေဒနာရှိနေရင်တော့ကျွန်တော်သူ့ကိုကာကွယ်မှာပါလို့သူတို့ကိုတတိပေးလိုက်ပါတယ်။အဲဒီနောက်ဇနီးတွေကိုအခန်းထဲပြန်ခေါ်သွားပြီးသူ့အတွက်ကြောင့်နဲ့သူမနှစ်သက်တဲ့အရာကိုဘယ်တော့မှထပ်လုပ်เสียရမလို့တော့ဘူးလို့တတိပေးခဲ့ပါတယ်။နောက်တနေ့မှာတော့ဖခင်ဖြစ်သူကဒီမိန်းမဟာသူ့အဖွားကိုနာကျင်အောင်လုပ်ခဲ့လို့စိတ်ကျမ်းမာရေးဆေးရုံပို့ခံခဲ့ရတာလို့သားဖြစ်သူကိုပြောပြပါတယ်။ခင်မွန်းဖြစ်သူကဒါကိုမယုံကြည်ပါဘူး။ဖခင်ဖြစ်သူကသူ့ကိုအပြစ်ပေးဖို့ကြက်မွေးတဲ့မျက်စိကိုကောက်ကင်လိုက်တဲ့အချိန်မှာအမျိုးသမီးကရုတ်တရက်ပြေးဝင်လာပြီးပလင်းတစ်လုံးကိုရိုက်ခွဲလိုက်ပါတယ်။သူမကကျမယောက်ျားကိုဘသူပဲနှိမ့်ဆက်ကျမပြန်ရိုက်မှာ။ဘာပဲဖြစ်ဖြစ်ကျမကစိတ်မနှံ့တဲ့သူပဲလေလို့အော်ဟစ်လိုက်ပါတယ်။ခင်ပွန်းဖြစ်သူဟာသူ့ဇနီးကဘသူ့ကိုမှနာကျင်အောင်မလုပ်ဘူးဆိုတာကိုယုံကြည်သွားပါတယ်။သူကလက်ထောက်ကိုခေါ်ပြီးအမှန်တရားကိုစုံစမ်းဖို့နဲ့ဇနီးတွေအတွက်မင်္ဂလာဆောင်ကျင်းပပေးဖို့အမိန့်ပေးလိုက်ပါတယ်။မကြာခင်မှာပဲသူ့ရဲ့မွေးစားညီမရောက်ရှိလာပါတယ်။သူမဟာအရန်ကိုမနာလိုဖြစ်နေခဲ့ပါတယ်။သူမကသာဒီလူနဲ့လက်ထပ်ရမယ်လို့ထင်ထားခဲ့ပေမဲ့သူတို့သမီးဖြစ်လာသူကတော့အဲ့ဒီအမျိုးသမီးပဲဖြစ်နေပါတော့တယ်။